အားလုံးမင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်ဒီဖုန်းတွေကိုအသုံးပြုပြီးတော့ကျွန်တော် Facebook ကိုဘယ်လိုအသုံးပြုရဲဆိုတော့ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ Okay ပထမဆုံးပြကျွန်တော်တို့ရဲ့ဖုန်းမှာကိုကျွန်တော်ဒီ Facebook account တော့စီးဖို့လိုတာပေါ့နော်ကျွန်တော် Facebook account ကိုအရင်လုပ်ထားလိုက်ပါတကယ်လို့ Facebook account ကိုမလုပ်တန်းဘူးစီတော့အခြားဗီဒီယိုမှာကိုကြည့်လိုက်ပါကျွန်တော်လုပ်ပြထားပြီးသားစီးပါတယ်ကျွန်တော်အဲ့ဒီ Facebook account ကိုဘယ်လိုလုပ်လဲဆိုတော့ပေါ့နော်အဲ့ဒီကျွန်တော်ပထမဆုံးပြကျွန်တော် Facebook account ကိုစီးဖို့လိုတယ်ပြီးရတဲ့ကျွန်တော် Facebook ထဲကိုတွားလိုက်ပါFacebook ထဲသွားမယ်ဆိုရင်ကျွန်တော်တို့ဒီ username နဲ့ password ထည့်ရတာပေါ့နော်ကျွန်တော်မှကျွန်တော် auto လောက်ထားတဲ့အတွက်ကြောင့်ပါကျွန်တော် username နဲ့ password ကိုအရင်ထည့်လိုက်ပါထည့်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီနေရာရောက်လာလိမ့်မယ်ဒီကကျွန်တော်တို့ရဲ့ဒီဖုန်းမှာရှိတဲ့ Facebook ရဲ့ screen ပေါ့နော်အဲ့ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်ဒီနေရာဘာတွေတွေ့ရမလဲဆိုတော့ဒီကကျွန်တော်ပါလဲဆိုတော့new feed လို့ခေါ်တယ် new feed ကြတော့ပါလဲဆိုတော့လူတွေအသက်တင်ထားတာဟာပြောတာပါအဲ့ဒီ new မှာနေကြည့်လိုက်ရတယ်ကျွန်တော်တို့ဒီသူများတွေတင်ထားတာကျွန်တော်တွေ့ရလိမ့်မယ်ဒီကကြတော့အသေးတင်ထားတာဟာတွေပြောတာပါโอเคအဲ့ဒါကျွန်တော် new ပေါ့နော်နောက်တစ်ခုကြတော့ကျွန်တော်လူအပုံလေးနှစ်ပုံနဲ့တွေ့ရလိမ့်မယ်အဲ့ဒီလူပုံနှစ်ပုံကြတော့ပါလဲဆိုတော့ကျွန်တော်တင်ငယ်ချင်း friend request လုပ်ရတာပါအဲ့ဒီမှာ click လုပ်ရတယ်ကျွန်တော်တင်ငယ်ချင်း friend request လုပ်ထားဆိုရင်ဥမာပြကျွန်တော်ဒီမှာကို12356စာပြေအဲ့လိုတွေ့ရလိမ့်မယ်ဥမာပြလူအများကို friend request လုပ်ထားလို့ရှိရင်ခဏတည်းအများနဲ့တွေ့ရလိမ့်မယ်အဲ့မှာကို friend request လုပ်ထားလို့ရှိရင်ကိုတင်ငယ်ချင်းဖြစ် link ခတ်ချေဆိုရင်တော့ကျွန်တော်ဒီမှာကို call follow ပါတင်ငယ်ချင်းဖြစ်ရနေပါ link မခတ်ချေဘူးဆိုရင် delay လုပ်လို့ရပါတယ်တကယ်လို့ကိုတီးတဲ့တင်ငယ်ချင်းဆိုရင်တော့အဲ့ဒီမှာကို call for ကြတော့တင်ငယ်ချင်းဖြစ် link ခတ်ရဆိုတာပြောပြတာပေါ့နော်အဲ့ဒီမှာကိုတင်ငယ်ချင်းဖြစ် link ခတ်လို့ရတယ်ပြီးတော့ကျွန်တော်ဒီဖေးမှာဆိုရင်ကျွန်တော်ဘာတွေ့ရမလဲဆိုတော့အဲ့ဒီအပေါ်ကကြာတော့ဗာလဲဆိုတော့ test message ပါအဲ့ဒီမှာကို1 2 3 4 5နဲ့ပြလိုက်မယ်တကယ်လို့ကိုစီကိုတင်ငယ်ချင်းတယောက်က test message တွေပို့ထားခဲ့လို့ရှိရင်ကျွန်တော်အဲ့ဒီမှာကိုခဏနဲ့တွေ့ရလိမ့်မယ်အဲ့ဒီ test message ကိုဘတ်ချေတော့အဲ့ဒီမှာကို click လုပ်လိုက်ပါ click လုပ်လို့ရှိရင်ကျွန်တော်ဒီနေမှာကိုစီပို့လာတဲ့အဲ့ဒီအကြောင်းအရာတွေဒီမှာဖတ်လို့ရတာပါတော့ဒီမှာစီကျွန်တော်ဒီတရားပို့ထားစီအဲ့ဒီမှာကိုကျွန်တော် click လုပ်ပြီးတော့ဖတ်ပြီးတော့ဖတ်လို့ရတာပါနော်ပြီးတော့ဒီဖေးကဘာပုံမှာကြာတော့ကြည့်အောင်ကဘာပုံမှာကြာတော့အဲ့ဒီကဘာလဲဆိုတော့ကိုတင်ထားတဲ့ dump ပုံတွေ video တွေဆိုရင်ဒီများ like လုပ်တာတွေမျိုး share လုပ်တာတွေမျိုးnotification ပေါ့နော် notification ကြာတော့အကြောင်းကြားတဲ့ဟာပါကိုရဲ့ dump ပုံမှာ like လုပ်တာတွေမျိုး share လုပ်တာတွေမျိုးစားသဖြင့်ဆိုရင်အဲ့ဒီမှာကိုဒီတင်းနဲ့တုပ်လေးနဲ့ပြလိုက်မယ်တကယ်လို့ဟိုကြည့်ချင်စီအဲ့ဒီမှာတွားပြီးတော့ click လုပ်ပြီးတော့ကြည့်လို့ရတယ်ဒီကကြာတော့notification ပါအကြောင်းကြားတဲ့ဟာပေါ့နော်အဲ့ဆိုတော့ကျွန်တော် Facebook ကိုပထမဆုံးသုံးမယ်ဆိုရင်အများဖြစ်ကြော်ကြာတော့ကျွန်တော် new feed မှာသွားပြီးတော့သူများဘိုက်တင်လိုက်ဆိုတော့လိုက်ကြည့်တယ်နောက်တစ်ခုကြာတော့ကျွန်တော် friend request ကြာတော့ကိုစီတင်ငယ်ကြီးတွေဘယ်သူ add လုပ်ထားလဲဆိုတာကိုကြည့်ရအောင်နောက်တစ်ခုကြာတော့ text message ကြာတော့သူများတွေကိုသူတွေစာပို့ထားတယ်လဲဆိုတာကိုကြည့်ရအောင်နောက်တစ်ခုကြာတော့ notification ကြာတော့ကျွန်တော်တို့တင်ထားတဲ့ double video တွေကိုသူများတွေ like share comment လုပ်တဲ့ဟာစသဖြင့်အဲ့ဒီမှာကိုသူအကြောင်းကြားနိုင်မယ်ကြာတော့အပေါ်တန်းပါနော်Okay အနောက်ပြသွားမယ်ဆိုရင်ကျွန်တော်အနောက်ဖေး arrow နဲ့သွားပါတော့အနောက်ဖေးပြသွားမယ်ဆိုရင်အနောက် arrow နဲ့သွားမှာပြီးရတယ်ကျွန်တော်ဒီနေရာမှာကိုတစ်ချစ်ကြည့်ရအောင်ကျွန်တော် status follow နဲ့ check ဆိုတွေ့ရလိမ့်မယ်အဲ့ဒီမှာကို status ကြာတော့ဗာလဲဆိုတော့ကျွန်တော် Facebook မှာတခုရေးချင်နေဆိုရင်အဲ့ဒီ status ဆိုတဲ့နေရာမှာကို click လုပ်လိုက်လို့ရှိရင်ကျွန်တော်စိတ်ထမ်းမှာကျွန်တော်တခုရေးချင်အောင်ငါဘယ်နေရာမှာရေးတယ်ငါနေမကောင်းဘူးဘာလုပ်ချင်တခုကို Facebook မှာစာရေးပြီးတင်ချင်နေစီအဲ့ဒီမှာကို and no FEE West စသဖြင့်ပေါ့နော်အဲ့ဒီမှာကိုရေးပြီးတော့တင်လို့ရတယ်အဲ့လိုတင်လို့ရှိရင်အဲ့ဒီမှာကိုကျွန်တော် privacy ရှိတယ် privacy ကြောက်တော့ပါလဲဆိုတော့ကျွန်တော်တို့ကိုတင်တဲ့စာတွေကိုစာတွေဓာတ်ပုံတွေအားလုံးပေါ့နော်ကျွန်တော်ဓာတ်ပုံမှာလည်းကျွန်တော်ပြပေးမယ်ကျွန်တော်ကိုတင်တဲ့စာတွေကိုအားလုံးကိုပြချေတာလားဒါမှမဟုတ်ကိုတယောက်တည်းပဲကြီးချေတာလားဒါမှမဟုတ်ကိုတင်ငယ်ချင်းတွေပဲပြချေတာလားဆိုတော့ကျွန်တော်ဘယ်လိုချိန်မလဲဆိုတော့ဒီမှာကျတော့ public ကြတော့အားလုံးကိုပြပေးတော့ပါအဲ့ဒီမှာ click လုပ်လို့ရှိရင်ကျွန်တော်ဘာတွေ့ရမလဲဆိုတော့ public ရှိတယ် friends ရှိတယ်ပြီးတော့ more ဆိုတဲ့နေရာမှာသွားရတာ ਨੇ ကျွန်တော်ဒီ friends ရှိမယ်ပြီးတော့ friend accept ရှိမယ် close friends ရှိမယ် family စသဖြင့်တော့ပြရနေonly me ဆိုပေါ့နော်ကျွန်တော် Facebook ပေါ်မှာရှိတဲ့လူတွေအားလုံးပြချင်ရဆိုရင် public မှာသွားပါ public ကြတော့ကိုတင်တဲ့အားလုံးကိုသူများတွေ့ရလိမ့်မယ်friends မှာကြတော့ကိုထက်မှာရှိတဲ့တငယ်ချင်းတွေပဲတွေ့ရတာပါတကယ်လို့ friend မှာလုံးမယ်ဆိုရင်ကိုထက်မှာရှိတဲ့တငယ်ချင်းတွေပဲသူပြပြတာပါပြီးတော့ friend accept ကြတော့အဲ့ဒီအကြောင်းပါလဲဆိုတော့ကျွန်တော်အဲ့ဒီမှာ click လုပ်တာ ਨੇ ကိုထက်မှာရှိတဲ့တငယ်ချင်းအားလုံးတော့တွေ့ရတဲ့မဲ့အချို့သောတငယ်ချင်းတွေမပြချေဘူးဆိုရင်အဲ့ဒီမှာကိုမပြချေတဲ့တငယ်ချင်းနောက်မယ်ကိုရေးထည့်လိုက်ပါ3 4ကြောက်ဆိုရင်3 4ကြောက်ပေါ့နော်အဲ့မှာရေးထည့်ပြရ ਨੇ ကျွန်တော် post လုပ်လို့ရှိရင်တို့တွေ့ရမှာမဟုတ်ပါဘူးအဲ့ဒါကြတော့ကိုထက်မှာရှိတဲ့တငယ်ချင်းအချို့တွေကိုပေးမပြတာဟာပေါ့နော်
ဒါမှမဟုတ်ကျွန်တော်တို့ဒီကိုထက်မှစီးတဲ့တင်ငယ်ကြီးတွေလည်းပေးမပြချင်ဘူးဟိုဘယ်သူမှပေးမပြချင်ဘူးဆိုကိုတယောက်တည်းပဲကြီးချင်ဆိုရင် only me ဆိုတဲ့နေရာကိုသွားပါ only me ကြတော့ကျွန်တော်တို့ Facebook မှာတင်လိုက်လို့ရှိရင် Facebook ပေါ်တော့ရောက်သွားလိမ့်မယ်တဲ့ပေမဲ့ကိုတယောက်တည်းပဲတွေ့လို့ရလိမ့်မယ်ဖြစ်ပါတယ်အခြားလူတွေ့လို့မရဘူးပေါ့နော်အဲ့ဒါကြတော့ကျွန်တော်lock လုပ်တာပေါ့နော်ကိုဓာတ်ပုံတွေစာတွေဗီဒီယိုစာဖြစ်ကျွန်တော်နောက်မှာလည်းကျွန်တော်ဗီဒီယိုဘယ်လိုတင်နေဆိုကျွန်တော်ပြပေးမယ်only me ကြတော့ကိုတယောက်တည်းပဲကြီးတဲ့ဟာပါကိုတယောက်တည်းပဲတွေ့ရလိမ့်မယ် Facebook ပေါ်ကရောက်သွားပြီမဲ့လည်းကိုတယောက်တည်းပဲတွေ့ရတာပါအခြားလူတွေတွေ့လို့မရဘူးပေါ့နော်အဲ့ဒါကြတော့ကျွန်တော်ဒီ privacy ပါ privacy ကြတော့ကိုပြပြချတဲ့လူကိုပြပြတာပါဒီမှာဆိုရင် only me ဆိုရင် only me တယောက်တည်းပဲကြောက်တယောက်တည်းပဲပြနေတာပါနော် public ကြတော့အားလုံးပြပြတာပါအဲ့ဒါကြတော့ကိုယ့်ကိုရွေးချယ်လို့ရတယ်ဒီကကြတော့ status เนาะနောက်တစ်ခုကျွန်တော်ပြပေးမယ်နောက်တစ်ခုကြတော့ဗာလဲဆိုတော့ photo ကြတော့ကျွန်တော်ဓာတ်ပုံတွေပါတင်ချင်ရင်ကျွန်တော် Facebook မှာဓာတ်ပုံတွေတင်မယ်ဆိုရင်တော့ကျွန်တော် photo မှာကို click လုပ်လိုက်ပါ photo မှာ click လုပ်ရတာနဲ့ကျွန်တော် photo မှာရိုက်ထားတဲ့ဓာတ်ပုံတွေကိုသူရောင်းသွားလိမ့်မယ်အဲ့ဒီနောက်ရောင်းသွားလို့ရှိရင်ကျွန်တော်တင်ချင်တဲ့ဓာတ်ပုံကိုရွေးလိုက်ပါတော့အဲ့မှာရွေးပြီးတော့ねဥပမာဖြစ်ကျွန်တော်ဒီဓာတ်ပုံတင်ချင်ဆိုရင်အဲ့ဒီဓာတ်ပုံမှာကို click လုပ်ပါဒါမှမဟုတ်နှစ်ပုံသုံးပုံတင်ချင်ဆိုရင်အဲ့ဒီကိုတင်ချင်တဲ့ဓာတ်ပုံမှာကို click လုပ်ပြီးတော့သုံးလေးပုံဆိုရင်သုံးလေးပုံပေါ့နော်အဲ့မှာ click လုပ်သွားလိုက်ပါတပုံဆိုရင်တပုံပေါ့နော်တင်သွားပြီးတော့လို့ရှိရင် dance ဆိုတဲ့နေရာမှာကို click လုပ်လိုက်ပါ dance ဆိုတဲ့နေရာလုပ်ပြီးတော့ねကျွန်တော်ခုနကပြောတဲ့အတိုင်းအဲ့ဒီနေရာမှာကိုလူတယောက်တည်းပဲပြချေတာလားဒါမှမဟုတ်အများကိုပြချေတာလားဒါမှမဟုတ်ကိုတငယ်ကြီးပဲပြချေတာလားပြောတော့ဗောနော်ကျွန်တော်ခုနကပြတဲ့အတိုင်း public ကြတော့အားလုံးကို Facebook ထဲမှာရှိတဲ့လူတွေအားလုံးကိုပြတာပေါ့ဒီ friend ကြတော့ကိုတငယ်ချင်းတွေပဲပြတာပေါ့ကို Facebook ထဲမှာရှိတဲ့တငယ်ချင်းတွေပဲပြတာပေါ့နောက်တော့ဒီ friend accept ကြတော့ဒီကကြတော့ကိုတငယ်ချင်းတွေထဲကနေပြီးတော့အချို့သောသူတွေကိုအချို့လူတွေပေးမပြတဲ့ဟာပေါ့နောက်တစ်ခုကြတော့ကိုတယောက်တည်းပဲကြည့်မယ်ဆိုရင်အဲ့ only me မှာကိုသွားပါအဲ့ဒါကြတော့ option လေးရှိပါတယ်အဲ့ဒါမှာကိုဓာတ်ပုံတွေစာလေးဗီဒီယိုတင်မယ်ဆိုရင်အဲ့ဒီတိုက်သွားလို့ရပါတယ်တခါလေကျွန်တော်ဓာတ်ပုံတွေဗီဒီယိုအားလုံးမပြချင်ဘူးဆိုရင်အဲ့ဒီမှာကိုလည်းရွေးချယ်လို့ရပါတယ်ကျွန်တော်ခုနပြောတဲ့အတိုင်းဒီမှာကိုနည်းနည်းတော့သဘောပေါက်မယ်လို့ထင်ပါတယ် okay အဲ့ဒါကြတော့ဒီဓာတ်ပုံတင်တာပေါ့နော်ဓာတ်ပုံတင်မယ်ဆိုရင်အဲ့ဒီတိုက်သွားပါအဲ့ဒီမှာကိုကျွန်တော်ဓာတ်ပုံမှာကိုဓာတ်ပုံအကြောင်းအရာကျွန်တော်စာရေးမယ်ဆိုရင်အဲ့ဒီမှာကို click လုပ်လိုက်ပါ click လုပ်ပြီးတော့စာရေးမယ်ဆိုရင်ကျွန်တော်တို့တခုပေါ့နော်ဓာတ်ပုံနဲ့ပတ်သက်တဲ့စာရေးလိုက်ပါရေးလိုက်ဆိုရင်ကျွန်တော်အဲ့ဒီမှာစာရေးသွားလိမ့်မယ်ပြီးတော့ဓာတ်ပုံကိုပို့ပြီးတော့အများကြီးထည့်ချင်သေးတယ်ဆိုရင်ဒီ add photo စီနေမှာ click လုပ်ရအောင်ကျွန်တော်ဓာတ်ပုံလေးပို့ပြီးတော့ထည့်လို့ရသေးပါတယ်ဒီမှာဆိုရင်ကိုကြိုက်တဲ့ဓာတ်ပုံကိုပြပြီးတော့ပြထည့်ယူလို့ရသေးတယ်ဒီမှာနဲ့ dance ရနေရာသွားလို့ရှိရင်ကျွန်တော်ဒီမှာကိုဓာတ်ပုံနဲ့ပို့ပြသွားလိမ့်မယ်ပြီးတော့ねကျွန်တော်ဒီဓာတ်ပုံမှာကို tag လုပ်လဲရတယ် tag ကြတော့ပါလဲဆိုတော့ဟိုပြကျွန်တော်ဒီဓာတ်ပုံမှာလူ2ယောက်စီးတယ်ကျွန်တော်တင်ငယ်ချင်းနဲ့ပဲရိုက်ထားရပဲဆိုတော့အဲ့ဒီလူ2ယောက်စီရင်ကျွန်တော်တင်ငယ်ချင်းပဲထားလိုက်ကျွန်တော်တင်ငယ်ချင်းဆိုရင်သူ့ကို tag လုပ်ချင်တယ်သူရဲ့ Facebook မှာရောသွားပြီးတော့တွေးချင်တယ်ဆိုရင်အဲ့ဒါကြတော့ tag လို့ပြောပါတယ် tag ကြတော့အဲ့ဒီရပါတကယ်လို့ဟိုအဲ့ဒီမှာဒီ square ပုံလေးနဲ့မတွေ့ရဘူးဆိုရင်အဲ့ rectangle ပုံလေးနဲ့မတွေ့ရဘူးဆိုရင်အဲ့ဒီမှာကို tag နဲ့မှာလုပ်လိုက်ပါ tag နဲ့မှာလုပ်ပြီးတာနဲ့ကျွန်တော်ဒီမှာကိုရဲ့တင်ငယ်ချင်းနာမည်ကိုရေးလိုက်ပါတော့ဒါမှမဟုတ်လဲကျွန်တော်သူ့ရဲ့ Facebook ပေါ့နော်ကျွန်တော်ဒီမျက်နှာပေါ်မှာ click လုပ်လိုက်တာနဲ့ထပ်နေရရောက်သွားလိမ့်မယ်ထပ်နေရရောက်လို့ဆိုရင်အဲ့ဒီလူရဲ့နာမည်ပေါ့နော်အဲ့ဒီမှာကိုဒီမှာရိုက်ပြီးတော့စာအုပ်လည်းရတယ်ဒီမှာတကယ်တော့ကိုရဲ့တင်ငယ်ချင်းဆိုရင်သူဒီမှာကိုနာမည်နဲ့ပြလိုက်မယ်အဲ့ဒါကြတော့ tag လောက်တာပါ tag ကြတော့ကိုရဲ့တင်ငယ်ချင်းတွေပဲဖြစ်ဖြစ်အတိမိတ်ဆွေတွေပဲဖြစ်ဖြစ်သူတို့ကိုသူရဲ့ Facebook ပေါ်မှာတွားပြီးတော့တွေ့ချင်ဆိုရင်အဲ့ဒီမှာကို tag လောက်ပါ okay အဲ့ဒါကြတော့ tag လောက်တဲ့ဟာပါokay နောက်တစ်ခုကြတော့ကျွန်တော်ဗီဒီယိုတွေတင်မယ်ဆိုရင်ပြီးသွားလို့ရှိရင်ကျွန်တော် post sorry ပြီးသွားလို့ရှိရင်ကျွန်တော်အဲ့ဒီမှာကို post ဆိုတဲ့နေရာမှာတွားလိုက်ပါ post ကြတော့ကျွန်တော် Facebook ပေါ်တင်တယ်ဆိုတော့ပြောတာပါအကောလို့ပြီးသွားလို့ရှိရင် Facebook ပေါ်တင်မယ်ဆိုရင်အဲ့ဒီ post ဆိုတဲ့နေရာမှာကိုတွားလိုက်ပါအဲ့တော့ post ဆိုတဲ့နေရာတွားလိုက်တာနဲ့ကျွန်တော် Facebook ပေါ်ရောက်သွားလိမ့်မှာဖြစ်ပါတယ် okay နောက်တစ်ခုကိုကျွန်တော်ကြည့်အောင်နောက်တစ်ခုလဲကျွန်တော် check-in ကြတော့ပါလဲဆိုတော့ကျွန်တော် check-in လုပ်မယ်ဆိုရင်ကိုဘယ်နေရာရောက်နေတယ်ဆိုတာကိုကျွန်တော်အသိပေးတာဥပမာပြကျွန်တော်စတောက်ဆိုင်ရောက်နေတာတော့ကျွန်တော်ဒီအခြားမျိုးကိုရောက်နေတာတော့တနေ့နေရာပေါ့နော်တနေ့ညရောက်နေလို့ရှိရင်ကျွန်တော် check in မှာသွားလိုက်လို့ရှိရင်ကျွန်တော်ဒီနေရာမှာကိုအနည်းဆန်ဆုံးနေရာတွေကိုသူပြလိုက်မယ်။ဟိုပဲကျွန်တော်အကြောင်းဆိုရင်အကြောင်းဒီ restaurant ဆိုရင်စားသောက်ဆိုင်ဆိုရင်စားသောက်ဆိုင်ဒီရုပ်ရှင်ပေါ့နော်ကျွန်တော်အနည်းဆန်ဆုံးနေရာတွေကိုသူပြလိုက်မယ်အဲ့ဒီမှာကိုကျွန်တော်တို့ဘယ်နေရာရောက်နေရဆိုတာကိုဒီမှာ click လုပ်ပြီးတော့သူများတွေအကြောင်းကြားလို့ရအောင်နော်ကိုဘယ်နေရာမှာရှိရဆိုတာကိုအဲ့မှာ click လုပ်တာနဲ့ကျွန်တော်အဲ့ဒီနေရာမှာရှိနေဆိုတာကိုသူတို့သိလိုက်မယ်ဒီမှာကို post လုပ်လိုက်လို့ရှိရင်အဲ့ဒါကြတော့ tag ကြပါ tag မလုပ်ချင်ဘူးဆို skip မှာသွားလိုက်ပါဒီကနေကျွန်တော်ဒီညမှာစီးနေရဆိုတော့ကိုစာရေးလိုက်လို့ရှိရင်ဒီမျိုးတွေ့ရလိမ့်မယ်ဒီကနေ post ဆိုတာလုပ်လိုက်ပါတော့
အဲ့မှာကျွန်တော်မလုပ်ပါဘူး okay ကျွန်တော်အဲ့ဒီဟာကိုကျွန်တော်နောက်တစ်ခါပြန်ပြီးတော့ပြန်စစ်ပြပေးမယ် okay status ကြတော့ကိုဘာဖြစ်နေလဲဆိုတော့ကိုသူစာရေးတာပါကိုရဲ့ Facebook ပေါ်ကိုစာရေးပြီးတော့တင်ပေးတာပေါ့နော် photo ကြတော့ကျွန်တော်ဓာတ်ပုံတွေဓာတ်ပုံတင်ချင်စီအဲ့ဒီမှာကို photo နေရာမှာကိုဓာတ်ပုံတွေ video ပေါ့နော် video လည်းအဲ့ဒီတိုင်းပါပဲဓာတ်ပုံနဲ့ video အတူတူပါပဲကျွန်တော်ထပ်မှာ video ရှိရစီ video မှာကို click လုပ်ပြီးတော့လုပ်လို့ရပါတယ် video ကိုကြတော့ကျွန်တော်မီနစ်အများဆုံးမီနစ်20ပဲတင်လို့ရပါတယ်မီနစ်20တဲ့ကြော်တဲ့ video တွေဆိုရင် Facebook မှာလက်ခံမှာမဟုတ်ပါဘူးအဲ့ဒီကလည်းသတိထားပါကျွန်တော်မီနစ်20တဲ့ပို့တဲ့ video တွေကိုမတင်ပါနဲ့တင်လို့ရှိရင်သူတင်လို့ရမှာမဟုတ်ပါဘူးအဲ့ဆိုတော့ဒီ photo နေရာမှာဆိုရင်ကျွန်တော် photo နဲ့ video တင်မယ်ဆိုရင်ဒီမှာသွားပါတော့ check in ကြတော့ကျွန်တော်ဘယ်နေရာမှာရှိတဲ့ဆိုရင်ဟိုကြောင်းကြားတာဟာပေါ့နော်တခုဟိုပြကျွန်တော်အခြားမျိုးမှာရှိတယ် restaurant မှာရှိတယ်သတိပြအဲ့ဒီနေရာမှာကိုစီးတဲ့နေရာမှာကိုလုပ်တဲ့ဟာပါ okay အဲ့ဒါကြောင့်အဲ့ဒီလောက်ရောပြီးသွားမှထင်ပါတယ်ဒီအပေါ်ကျွန်တော် Facebook သုံးမယ်ဆိုရင်ကျွန်တော်အပေါ်တန်းနဲ့ဒီအောက်တန်းနဲ့အဲ့ဒီအဓိကပေါ့နော်ပြန်နေကျွန်တော်ဒီမှာကိုအများပြေကျွန်တော်ဒီချားလူတွေဘာတွေတင်ထားဆိုတာလိုက်ကြည့်တယ်ကြည့်ပြီးတော့ကျွန်တော်ဒီနေရာမှာကိုရဲ့တင်ငယ်ကြီးတင်ထားလိုက်ကြည့်ပြီးတော့ကျွန်တော် like လုပ်ချင်တဲ့စီအဲ့ဒီမှာကို like လုပ်ပါ like ကြတော့တို့တင်ထားဟာတွေကိုကြိုက်တယ်ဆိုရင်အဲ့ဒီမှာကို like လုပ်ပါတကယ်လို့ comment ပေးချင်မလို့အဲ့ဒီဟာကိုစာရေးချင်တယ်ဆိုရင် comment လုပ်မယ်ဆိုရင်အဲ့ဒီမှာကို comment နေရာမှာ click လုပ်လိုက်ပါ click လုပ်ပြီးတော့ねကျွန်တော်စာရေးမယ်ဆိုရင်ဒီမှာစာရေးပါတော့အဲ့ဒါကြတော့တို့ဟိုအဲ့ဒီဓာတ်ပုံမောက်ကို comment လုပ်တဲ့ဟာပါနောက်တစ်ခုကျတော့ share ကြတော့ကျွန်တော်အဲ့ဒီဟာကိုကျင်းနေတဲ့ဆိုရင် share လုပ်မယ်ဆိုရင်အဲ့ share နေရာမှာ click လုပ်ရတာねကျွန်တော်ဒီဟာကို right post ဆိုတဲ့နေရာမှာတွားလိုက်ပါ right post မှာတွားပြီးရတယ်ကျွန်တော်ဒီမှာကိုရဲ့ Facebook ကိုနေရာရောင်းသွားလိုက်မယ်ကိုရဲ့ Facebook နေမှာကျွန်တော်ခုနကပြောရတဲ့အတိုင်းဒီမှာ public ကြတော့လူအားလုံးကိုပေးပြတာပေါ့နော်ဒါမှမဟုတ်ကိုတယောက်တည်းပဲဆိုရင်ကိုတယောက်တည်းပဲ only me မှာကိုတွားပါတငယ်ချင်းတွေပဲပြမယ်ဆိုရင်phrase မှာကိုတွားပါစသဖြင့်ပေါ့နော်ကျွန်တော်ခုနကပြောတဲ့အတိုင်းအဲ့ဒီမှာကိုရွေးချယ်ပြီးတော့share လုပ်လို့ရပါတယ် share ကြတော့ကိုရဲ့ Facebook မှာပြန်ပြီးတော့ပြန်လက်တင်ပေးတာပေါ့နော်အဲ့တော့ share လုပ်ရပါပြီးတော့ကျွန်တော် Facebook ပေါ်မှာရှိတဲ့ကျွန်တော်တင်ငယ်ချင်းတွေကို like စာချင်ဘယ်လို like စာမလဲဆိုတော့ကျွန်တော်ပြပေးမယ်ဥပမာပြကျွန်တော်မတီးသေးတဲ့တင်ငယ်ချင်းတယောက်ပဲဖြစ်ဖြစ်ကိုတီးပြီးသားတင်ငယ်ချင်းပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် like စာချင်ဆိုရင်ကျွန်တော်ပေါ်နားလေးမှာအဲ့ဒီပုံလေးနဲ့တွေ့ရလိမ့်မယ်အဲ့ဒီမှာ search နေရာမှာကိုစာလို့ရပါတယ်ဥပမာပြပမာလို့ရှိရင်ပြပလို့ရေးပါအင်္ဂလိပ်ဆိုရင်အင်္ဂလိပ်ပေါ့နော်ဥပမာပြကျွန်တော်မင်းဆိုတဲ့လူတရားပဲကျွန်တော်စာပြီးတော့တင်ငယ်ချင်းဖြစ်လုပ်ချင်နေဆိုရင်ကျွန်တော်မင်းဆိုတာကိုနှိပ်ထားလိုက်ပါအဲ့ဒီမှာကိုမင်းနဲ့ပတ်သက်တဲ့လူတွေအားလုံးကိုဒီမှာတွေ့ရလိမ့်မယ်ဒါပေမဲ့ကိုတီးတဲ့တင်ငယ်ချင်းကြတော့မန်ကန်ဖို့တော့လူတော့เนาะဒီမှာကြတော့သူနောက်မဲ့တူတဲ့ဟာတွေအများကြီးတွေ့ရလိမ့်မယ်အဲ့ဒီမှာဆိုရင်မင်းနဲ့ပတ်သက်တဲ့ဟာလေးပေါ့เนาะဒီမှာဆိုရင်ကျွန်တော်တို့ကိုတီးတဲ့မင်းကိုလိုက်စာပါအဲ့ဒီမှာကိုစာပြီးရတယ်ကျွန်တော်တို့သူ့ကိုတင်ငယ်ချင်းဖြစ်လုပ်ချင်ဆိုရင်တော့ကျွန်တော်ဒီနေရာမှာကို add friend ဆိုတာကိုလုပ်ပါ add friend ကြတော့ကျွန်တော်တို့သူစီကိုတင်ငယ်ချင်းဖြစ်ဖို့အတွက် request လုပ်တော့ပေါ့เนาะသူစီကနေပြီးတော့ friend request လုပ်လိုက်လို့စီကျွန်တော်တင်ငယ်ချင်းဖြစ်သွားလိမ့်မယ်အဲ့ဒါကြတော့ကျွန်တော်တို့ friend တွေကိုလိုက်စားတဲ့နည်းပေါ့เนาะအဲ့ဆိုတော့ basic ကကြတော့အဲ့ဒီဟာလေးပါပဲကျွန်တော်ပုံမှာကိုဒီဟာလေးလိုက်ကြည့်ပါပြီးတော့ကျွန်တော်ဒီမှာကို like ဒီဟာလေးချိန်နေတဲ့ရှင် like လုပ်ပါ comment လုပ်လို့ရတယ် share လုပ်လို့ရတယ်ဓာတ်ပုံလေးတင်မယ်ဆိုရင်ကျွန်တော် start ဒီစာရေးမယ်ဆိုရင် start ထဲမှာသွားပါဓာတ်ပုံ video တင်မယ်ဆိုရင် photo မှာသွားလိုက်ပါကျွန်တော်ဘယ်နေရာမှာရှိရဲဆိုရင်သူများပေးသိချင်ဆိုရင် check it ဆိုရင်နေရာမှာသွားလို့ရပါတယ်အဲ့ဒါကြတော့ကျွန်တော်အခြေခံလေးပေါ့နော်နောက်ထပ်တစ်ခုကျတော့ကျွန်တော်ပြပေးမယ်နောက်ထပ်တစ်ခုကျတော့ကျွန်တော်တို့ရဲ့ Facebook မှာကို Facebook နာမည်ချိန်တာတွေ password ချိန်တာတွေဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ပြပေးမယ် Facebook တွေFacebook နာမည်ချိန်တာတွေpassword ချိန်တာတွေလုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာကိုဗာတရားမလဲ align တောက်လိုက်တဲ့နေရာမှာကို click လုပ်လိုက်ပါအဲ့ click လုပ်လို့ရှိရင်ကျွန်တော်ဒီနာမှာဗာတရားမလဲဆိုတော့ကျွန်တော်တို့ဒီဟာတွေတွေ့ရလိမ့်မယ်အောင်နာလေးဆင်းသွားလိုက်ပါကျွန်တော်ဒီအားလို့တော့ကျွန်တော်မစစ်ပြတော့ပါဘူးကျွန်တော်အချိန်အများပြောမှတင်ကြောင့်ကျွန်တော်ဒီအောင်နာလေးကိုသွားပြရတယ်ကျွန်တော်ဘာတွေ့ရမလဲဆိုတော့ကျွန်တော်ဒီနေရာမှာကို account series ဆိုတဲ့နေရာတွေ့ရလိမ့်မယ်ကျွန်တော် Facebook နာမည်တွေဒီ password တွေကိုချိန်မယ်ဆိုရင်အဲ့ဒီနေရာအမြဲသွားပါကျွန်တော်ဒီ account series ဆိုတဲ့နေရာကိုသွားဖို့လိုပါတယ်အဲ့ account series မှာ click လုပ်လိုက်ပါအဲ့ account series နေရာ click လုပ်လိုက်တာနဲ့ကျွန်တော်ဒီနေရာဘာတွေ့ရမလဲဆိုတော့ general ဆိုရင်တွေ့ရလိမ့်မယ်အဲ့ general ဆိုတဲ့နေရာမှာကို click လုပ်လိုက်ပါကျွန်တော်နောက်မဲ့ချိတ်ချီရောနော်နောက်မဲ့ချိတ်မဲ့ဆိုတော့အဲ့ဒီနောက် general ဆိုတဲ့နေရာမှာတွားပြီးရတယ်ကျွန်တော်တို့ဒီ nick ကိုရဲ့နောက်မဲ့တွေ့ရလိမ့်မယ်အဲ့ဒီနောက်မဲ့မှာကိုချိတ်ချီဆိုရင်အဲ့ဒီမှာ click လုပ်လိုက်ပါ click လုပ်ပြီးတော့ねကျွန်တော်ဒီမှာနောက်မဲ့ချိတ်ပေါ့နော်ဒီနောက်မဲ့တော့အမြဲတော့မချိတ်ပါနဲ့ကျွန်တော် policy ချိတ်ထားပါတယ်အဲ့ဒီ policy ကြတော့အရေး60တကယ်တော့ဒီနောက်မဲ့ကိုအခုချိတ်လိုက်ပြီးဆိုရင်နောက်ထပ်အရေး60ကိုစောက်ပြီးမှနောက်ထပ်နောက်မဲ့အသေးတစ်ခုကိုပြန်ချိတ်လို့ရတဲ့ရောက်လိုက်မဲ့ဖြစ်ပါတယ်အဲ့ဆိုနောက်မဲ့ကိုအမြဲမချိတ်ပါနဲ့
တစ်ခါချဲလိုက်ပြီးဆိုရင်တော့ရေ60ကိုစောင်းရလိမ့်မယ်အဲ့ဒါကြတော့နာမည်ချဲတဲ့ဟာပေါ့နော်ဒီနေရာကိုသွားလိုက်ပါတကယ်လို့ password တွေကိုချိန်မယ်ဆိုတဲ့အဲ့တိုင်းပဲ password တို့ email တို့ချိန်မယ်ဆိုရင်ကျွန်တော်ဒီနေရာမှာသွားပြီးတော့ဒီ email ချိန်မယ်ဆိုရင် email နေရာသွားပါဖုန်းနံပါတ်ချိန်မယ်ဆိုရင်ဖုန်းနံပါတ်နေရာသွားပါ password ကိုချိန်မယ်ဆိုရင် password ကိုအဲ့ဒီနေရာမှာကို click လုပ်ပြီးတော့ password ချိန်မယ်ဆိုရင်ဒီကိုရဲ့မူရဲ့ password ထည့်ပြီးရတယ်password အသစ်ထည့်ပြီးတော့ချိန်လို့ရပါတယ်အဲ့ကြတော့ password ချိန်တဲ့ဟာပေါ့နော်တော့ပြီးတော့ကျော်ရဲ့ Facebook account ကိုခဏပိတ်ထားချင်ရဆိုရင်ကျော်ဘာနေရာသွားမှာဆိုတော့ဒီ account ဆိုတဲ့နေရာမှာကို deactivate ဆိုတဲ့နေရာကိုသွားလို့ရပါတယ် deactivate လုပ်လိုက်လို့ရှိရင်ကျော်ရဲ့ Facebook account ကဒီ online ပေါ်မရှိတော့ဘူးเนาะကျော်ပိတ်လိုက်တာပါတကယ်အပြည့်ပဲပိတ်မယ်ဆိုရင်မသွားတော့ဘူးဆိုရင်သူအပြည့်ပိတ်သွားလိမ့်မယ်တကယ်လို့ပြန်ဝင်ချင်တော့ပြန်ဝင်လို့ရပါတယ်ဒီ deactivate လုပ်လိုက်လို့ရှိရင်ကျော် online ပေါ်မှာသူမှတွေ့ရတော့ဘူးเนาะဒါကြောင့် deactivate လုပ်တာပါကျော်ရဲ့ Facebook မတုတ်ချတော့ဘူးဆိုရင်အဲ့ဒီမှာကို deactivate လုပ်လိုက်ပါ Okay အဲ့ဒါကြတော့ကျွန်တော်နာမည်တွေ email တွေဖုန်းနံပါတ်တွေ password တွေချိန်မယ်ဆိုရင်ကျွန်တော်အမြဲဒီ series တွေနေရာမှာသွားပြီးတော့ general နေရာမှာသွားလိုက်ပါကျန်တော့ဟာတွေအများကြီးသေးပါတယ်ကျွန်တော်အချိုးဟာတွေတော့မပြောတော့ပါဘူးပြီးတော့ကျွန်တော် Facebook ပေါ်မှာကိုကျွန်တော် Facebook သုံးနေပြီမဲ့ကျွန်တော်ဒီအစိမ်းရောင်လေးတွေမပေါ်ရအောင်เนาะချိုးလို့ဆိုကျွန်တော်ဒီအစိမ်းရောင်လေးပေါ်နေလို့ရှိရင်ကျွန်တော် Facebook သုံးနေရလို့အမြဲတမ်းပေါ်နေရလိမ့်မယ် Facebook သုံးနေရဆိုရင်ကျွန်တော်အစိမ်းရောင်လေးနဲ့ပေါ်ရလိမ့်မယ် Facebook မသုံးဘူးဆိုတော့အဲ့ဒီစိတ်ရောင်မပေါ်အောင်ဘူးเนาะအဲ့ဆိုတော့ကျွန်တော်အစိမ်းရောင်မပေါ်အောင်လုပ်ချင်ဆိုတော့ကျွန်တော်ဘယ်နေရာသွားမလဲဆိုတော့အဲ့ဒီနေရာကို click လုပ်လိုက်ပါ click လုပ်လိုက်လို့ရှိရင်ဒီ gear ပုံလေးမှာပေါ့နော် click လုပ်လိုက်လို့ရှိရင်ကျွန်တော်ဒီ on နေရာပြင်းလိမ့်မယ် on နေရာပြင်းနေလို့ရှိရင်တော့ကျွန်တော်ဒီမှာ off လုပ်ချင်ရင်အဲ့ဒီများနေရာမှာ click လုပ်လိုက်ပါများနေရာ click လုပ်လိုက်လို့ရှိရင်ကျွန်တော်ဒီ Facebook မှာမရှိဘူးဆိုတဲ့ဟာတည်လိုက်မယ်ဒါပေမဲ့ကျွန်တော် Facebook သုံးနေပြီမဲ့လဲFacebook တော့သုံးနေလို့ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်သူများတွေ့လို့ရှိရင်တော့ကျွန်တော် Facebook မှာမရှိဘူးဆိုနေတာပေါ့နော်အဲ့ဒါကြတော့ Facebook သုံးနေပေမဲ့လည်းသူများမတွေ့ရဘူးเนาะပြီးတော့ကျွန်တော်ဒီ Facebook သုံးပြီးရင်ကျွန်တော် Facebook ပေါ်ကနေပြီးတော့ site out လုပ်ချင်ရစီတော့အဲ့ဒီနေရာသွားမလဲဆိုတော့ကျွန်တော်ဒီ align 3 line နေရာမှာကိုclick လုပ်လိုက်ပါ click လုပ်ပြီးရတယ်ကျွန်တော်ဒီအောက်ဆုံးကိုသွားလိုက်ပါအောက်ဆုံးကိုသွားလို့ရှိရင်ကျွန်တော်တွေ့ရမလဲဆိုတော့ log out ဆိုတာ log out ဆိုတာတွေ့ရလိမ့်မယ် log out နေရာမှာသွားလိုက်တာနဲ့ကျွန်တော်ဒီပုံမှန်ကို click လုပ်လိုက်တာနဲ့ကျွန်တော် Facebook ကနေပြီးတော့ထွေးထားလိမ့်မယ်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော် Facebook တုပ်ပြူနေလေးပေါ့နော်အခြေခံတုပ်ပြူလေးကိုကျွန်တော်ပြပေးတာပါအဓိကကျွန်တော်အဲ့ကြော်လေးတည်ထားပေါ့နော်ကျဲလှုပ်ဆောင်ချေတော့အများကြီးရှိပါတယ်တခုချင်းစီကျွန်တော်ပြောရမယ်ဆိုရင်တော့အများဖြစ်သွားလိမ့်မယ်ဒီကကျွန်တော် basic အတုပ်ပြူနေလို့ကျွန်တော်ပြပေးတာပေါ့နော်အဓိကကျွန်တော်ဒီဟာတွေတည်ထားပါပြီးတော့ဒီ hour ဒီ status ကို follow လို့ဒီ check တွေပေါ့နော်ပြီးတော့ကျွန်တော် comment ဘယ်လိုပေးတဲ့ဟာတွေ like ဘယ်လိုလုပ်တဲ့ဟာတွေ share ဘယ်လိုလုပ်တဲ့ဟာတွေအဲ့ဒါကျတော့ visit လေးပေါ့နော်အဲ့ဆိုတော့ကျွန်တော်ဗီဒီယိုဒီလောက်လေးပေါ့နော်မိနစ်အများဖြစ်သွားပြီတွေ့ကြောက်အဲ့ဆိုတော့အားလုံးစီပီမလို့ကြောင်းမြောက်လဲပါတယ်အဲ့ဆိုတော့ all local like and bye bye